Premier League မှာတကောင်နဲ့ပြေးမဲ့ညင်ညက Arsenal နဲ့ Man City Community Shield ဘောလုံးပွဲမှာကြည့်ရတဲ့ခြေစွမ်းအရာ Arsenal အသင်းဟာဒီနှစ်မှာ Premier League ကိုတကောင်နဲ့ပြေးမဲ့ပြိုင်ပွဲလို့သတ်မှတ်ထားသလားမသိဘူးခြေစွမ်းအရာရောအဲ့လိုတူးချင်း mentality individual skill အဲ့လိုကစားကွက်နေစနစ်စုဖွဲ့မှုဘယ်အရာမှအပြစ်ပြောကြမရှိဘူးတော်တော်လေးကောင်းတဲ့အဲ့လိုစနစ်ကျနေတဲ့အသင်းတစ်သင်းเนาะဖောင်ထဲကိုလုံးဝအဲ့လိုပိဖောင်ရောက်နေတဲ့အသင်းတစ်သင်းကိုပြင်ခဲ့ရတယ်ဒါတော့မှအဲ့လို player အစုံလင်မဟုတ်သေးဘူးအဓိကကစားသမားတွေကဆိုရင် Timber တို့ Saliba တို့ကျွန်တော်တို့ဒီကွင်းလယ်က Declan Rice ဆိုလည်းဒုတိယပိုင်းမှာဝင်လာတယ်တောင်ပေါ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ Bukayo Saka ဒုတိယပိုင်းမှာဝင်လာတယ်ဗျာအဓိကကစားသမားတော်တော်များများလည်းမပါဘူးကျွန်တော်တို့ first line 9ယောက်လောက်နဲ့ပဲကစားသွားတယ်ဒါပေမဲ့ကွင်းလယ်စုဖွဲ့မှုကဘယ်လောက်ကောင်းလဲဆိုရင် Bruno Guimaraes ကို Luis Kelly နဲ့တွဲပြီးအရှိမ Odegaard ကိုလောလောလတ်ပေးကစားလိုက်တဲ့အခါမှာ Odegaard ရဲ့အဲ့လိုကျွန်တော်တို့မမြင်ရတာကြာပြီဖြစ်တဲ့အရင်ပုံစံအဟောင်းကိုပြန်ပြီးမြင်ခဲ့ရတယ် Odegaard ခြေစွမ်းပြနိုင်ခြင်းမပြနိုင်ခြင်းက Arsenal အသင်းရဲ့ level ကိုခွဲခြားပေးနိုင်တယ်Odegaard ရဲ့ level ကအဲ့ဒီအဆင့်မှာရှိနေတယ်Odegaard ခြေစွမ်း smooth ဖြစ်နေတဲ့၍ Arsenal အသင်းရဲ့ကစားပုံနဲ့ Arsenal အသင်းရဲ့ထိုးပေါင်းမှုတွေကတော်တော်လေးကိုညံ့ညံ့ညုံနဲ့တော်တော်လေးကိုအန်တီရရှိနေတယ်ပဲညဆိုလေ Odegaard ရဲ့ပေးပို့မှုတွေကတော်တော်လေးကိုဒိန်းကြားဖြစ်တဲ့ပေးပို့မှုတွေကိုမြင်ရတယ်ကွင်းလယ်ဘိုင်းမှာဆိုလို့ရှိရင်လည်းအဲ့လိုကွင်းလယ်တစ်ခုလုံးကိုတန်ဖို့အတင်ချအားလုံးအကောင်းဆုံးထိန်းချုပ်သွားတယ်ထူးထူးခြားခြားနေလဲဆိုအဲ့လို Elliot Anderson နဲ့ထိတ်တွေ့တဲ့ချိန်မှာအဲ့လိုပေါင်ကြားတဲ့ထည့်သွားတာလေးဆိုလို့ရှိရင်သိတယ်ဟုတ်လားPremier League မှာငါကဘယ်လို player ကွာဆိုတာမျိုးကို Ura fan သွားတဲ့ပုံစံမျိုးတွေပြီးရင် Man City အသင်းကိုသမားနဲ့ 1-1 တွေ့တဲ့အချိန်မှာဖိတ်ပြီးတော့မှအသာရကန်သွားတဲ့ပုံစံမျိုးတွေကဒီနှစ်မှာကျွန်တော်တို့အရင်မြင်နေရတဲ့မှုံကုတ်ကုတ် Captain Odegaard ထက်တကယ်ကိုလုံးဝလန်းဆန်းတက်ကြနေတဲ့မော်နော်ဝေးက Odegaard စစ်မှန်ကိုကျွန်တော်တို့ရပြီလို့ခံစားမိတယ်ဒါကတော့ Arsenal ဘက်ကပေါ့နော်ခဏလေးကျွန်တော်ကြော်ညာလေးတစ်ခုခင်ဗျားတို့ကိုသတင်းကောင်းလေးပြောပြပေးခြင်းနဲ့ကြော်ညာဆိုတာထက်ဒါသတင်းကောင်းပြဟက်ချလောင်းချက်ပြောင်းဆိုပြီးတော့အဲ့လိုသိန်း100ပိုင်ဆိုင်ရမယ့်အခွင့်အရေးတစ်ခုလက်ထဲရောက်လာမယ့်အကြောင်းလေးကျွန်တော်ပြောပြချင်ပါတယ်ခင်ဗျကျွန်တော်တို့ရန်ကုန်365မှာပွဲစဉ်1အပြီးပေါ့နော်ကျွန်တော်တို့ပွဲစဉ်1 10ပွဲကစားအပြီးမှာနံပါတ်1ထိပ်ဆုံးမှာရပ်တည်နိုင်မယ့်အသင်းကိုမှန်အောင်ပြောနိုင်ပြီးတော့ကိုမိတ်ဆွေ9ယောက်ကိုမန်ရှင်းခေါ်ပေးတာနဲ့ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ပွဲရပါပြီအဓိကတော့ YGN365 မှာအကောက်ဖွင့်ထားဖို့တော့လိုတာပေါ့ဗျသွားပြီးတော့တစ်ချက်လောက်ကြည့်လိုက်ပါတော်တော်လေးကိုမိုက်တဲ့ chance လေးတစ်ခုမဟုတ်လို့ကျွန်တော်လာပြီးတော့ပြတော့သတင်းပေးရခြင်းဖြစ်ပါတယ်တိတ်တရရမယ်ခွင့်ဆိုတော့မနေဘူးလေလောက်ရမှာလည်းဘာမှမခက်ခဲဘူးပွဲစဉ်တစ်ပြီးလို့ရှိလို့ရှိရင်ဘယ်တင်ကအဆင့်တက်မှာရက်တည်နေမှာလဲဆိုတာကိုခံမှန်းပေးအောင်ပဲဗျာကိုတော့ဘာမှမပင်ပန်းဘူးArsenal လား Man City လား Liverpool လား Manchester United လား Chelsea လားအဲ့လိုတင်းပေါ့ခံမှန်းပေးပြီးတော့ကိုယ်တကယ်ချင်း9ယောက်ကို mention ခေါ်ပေးရုံနဲ့ဒီတိတ်တရကစားပွဲအစီအစဉ်မှာပါဝင်ရှင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်ဒီတော့ချက်လောက်တွက်ကြည့်လိုက်ကြပါ comment မှာကျွန်တော် link လေးချပေးထားပါမယ် Facebook page ရဲ့ link လေးကနေတစ်စက်မြောက်ပြပြီးသွားပြီးတော့စီကံချက်လေးတွေဖတ်ပြီးဝင်ရောက်ရှင်ပြိုင်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့တစ်ဖက် Man City အသင်းကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့ခြေစွမ်းပိုင်းအရာရောစိတ်သက်ပိုင်းအရာပါဟိုအရန်အားရစရာရှိနေတဲ့ပုံစံမျိုးမှာတော့မမြင်ရဘူးတစ်ချက်တော့အဲ့လို Foden တို့ Erling Haaland တို့ရဲ့အပိုင်ကန်ခွင့်လေးတွေရအောင်ဖန်တီးနိုင်စွမ်းရှိတယ်ဘောလုံးကင်ကစားထားနိုင်စေပဲArsenal အသင်းရဲ့အဲ့လိုကြစ်လက်တဲ့ကစားပုံနဲ့ထိရောက်တဲ့ထိုးပေါင်းမှုတွေကြောင့်သာသူတို့ဂိုးပြတ်ရှုံးသွားတယ်ဆိုပေမဲ့ David Raya သာလက်စွမ်းမပြနိုင်ရင်အနည်းဆုံး Man City ခြေပါကိုတကူပြန်ရနိုင်တဲ့ခြေစွမ်းမျိုးနဲ့ Man City ကစားခဲ့တာဖြစ်တယ်။ Man City ညံ့တယ်ဆိုပေမဲ့လည်းအရင်ဆုံးပြတ်သက်နေတဲ့အနေအထားမျိုးမှမရှိဘူးဗျ။ဒါကလည်းဒီနှစ် Man City ကိုကျွန်တော်တို့အဲ့လိုအရင်အေးဆေးပါကွာလို့ဆိုပြီးတော့ကျွန်တော်တို့သတ်မှတ်ရမယ့်အနေအထားမျိုးမှမဟုတ်နေဘူး။ကျန်တဲ့အသင်းတွေရတဲ့ခြေစွမ်းကိုတော့ကျွန်တော်တို့အစင်မှန်တွေကို Premier League စာမှမြင်ရမှာဖြစ်ပေမဲ့လက်ရှိအခြေအနေရာသီကြိုခြေစမ်းပွဲတွေနဲ့ကြိုတင်ပြင်ဆင်မှုတွေအရလာမယ့်ရာသီမှာ Premier League ကိုဆက်ပြီးတော့လို့တကောင်နဲ့ပြေးတဲ့ပြိုင်ပွဲအဖြစ် Arsenal ဖန်တီးသွားနိုင်မဲ့အခွင့်အလမ်းတွေကိုကျွန်တော်တို့ပို့ပြီးတွေ့မြင်နေရတယ်ဆိုတာကိုတင်ပြရင်းနဲ့ကျွန်တော်အဆုံးသတ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ